let's go အားလုံးပဲမင်္ဂလာပါ brother ရေကျွန်တော်ကတော့ Crypto Collaboration ဆိုင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ YouTube channel က 10k subscriber ပြီးတော့မှဖြစ်တဲ့အတွက် brother တို့ကိုကျွန်တော် giveaway လုပ်ဝေးခြင်းပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ပေါ့နော် brother တို့အနေနဲ့ hero တကောကိုခန့်မှန်းရမယ်ကျွန်တော်က hero 10ကိုမေးမယ်အဲ့ဒီထဲမှာခန့်မှန်းထားတဲ့ hero ကိုပထမဦးဆုံးမှန်တဲ့လူကိုကျွန်တော်ကနေပြီးတော့ weekly bet တစ်ပတ်ထည့်ပြီးမှဖြစ်ပါတယ် hero 10ကောင်ဆိုတော့ weekly bet 10ပတ်ပါတယောက်ကို weekly bet တစ်ခုပဲရပါမယ်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ကျွန်တော်ရဲ့ YouTube account လေးကို like subscribe မနှိပ်ခဲ့သေး like subscribe လေးနှိပ်ခဲ့ပါတန်းကြီးပြီးတော့မှမို့လို့ပါကဲအဲ့ဒါဆိုလို့ရှိရင်တော့ချိန်နေဆွဲနေတော့ဘူးကျွန်တော်တို့ let's go တောလိုက်ကြရအောင်အော်ဒါနဲ့ video လေးမစတင်ခင်မှာ brother တို့ giveaway မများလို့ရှင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube video လေးတွေကိုကျွန်တော်တို့ USUK VVN နဲ့ခံပြီးတော့ကြည့်ပေးကြပါဘာဖြစ်ဖြစ် VVN ခံပြီးကြည့်ပေးလို့ရှိရင်ကိုရပါပြီအဲ့အတွက်ကြောင့်မို့လို့ VVN လေးခံပြီးတော့ကြည့်ပေးကြပါပထမဦးဆုံးခံမှန်းရမယ် hero လေးကတော့ဒီကောင်းပါတော့ဒါကတော့ဒီကောင်းရဲ့ skill 1 okay skill 1ပြောလို့ရှိရင်တော့ဒါလေးကတော့ skill 2ပေါ့နော်ခက်တော့ခက်တယ်ဗျာဒီလား brother တို့ဒီကောင်လေးက skill 2ပြီးတော့လို့ရှိရင်ပေါ့နော်နောက်ထပ် skill 2ကိုကျွန်တော်3ကိုထပ်ပြမယ်ဒီကောင်ကကျတော့ဒီကောင်ရဲ့ AD mate ဗျာဒီလား AD mate ကလည်းဒီလိုမျိုးပုံစံနေပဲကျွန်တော်မေးထားတာ okay နော် brother တို့အနေနဲ့ခက်တယ်ကျွန်တော်အကုန်လုံးကိုပြန်ပြ brother တို့ပဲ show လိုက်နော်ဟုတ် okay ဒါကတော့နောက်ထပ်တစ်ကောင်ရဲ့စကီးဝဲပဲဖြစ်ပါတယ်ဒါကနောက်တစ်ကောင်ပေါ့နော်โอเคစကီးဝဲလည်းဒီလိုလေးပဲစကီး2တော့သူကကျတော့ rate လေးတော့နည်းနည်းတော့ကျယ်သွားပြီဗျာဒီလားโอเค rate လေးတော့နည်းနည်းကျယ်သွားတယ် ultimate ကတော့တည့်ရဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့cycle စကီးဝဲနေတောင်မှသွားဆင်ပါတယ်โอเคအကုန်လုံးကိုကျွန်တော်ပြန်ပြပေးပါမယ်โอเคပေါ့နော် brother တို့တွေ့လားမသိဘူးဒီကောင်ကတော့နောက်ထပ်တစ်ကောင်ရဲ့စကီးဝဲပေါ့နော်နောက်တစ်ကောင်ရဲ့ skill 1ကိုလည်း show လိုက် brother တို့ဒါလေးကတော့နောက်တစ်ကောင်ရဲ့ skill 2ပါ skill 2ကသူကကျတော့ Leo Mod skill 2နဲ့အောင်မှတွားဆင်နေတာသိလားတော့တွားပြီးတော့ဗောနော်ဒါလေးကတော့ ultimate ကတော့သူတို့အကုန်လုံးကိုတေးချာလေးကိုတွားလို့ရတယ်အကုန်လုံးကိုပြမယ် skill 1ဒါလေးကတော့ skill 2ပေါ့နော်ပြီးတော့လို့ရှိရင်ဒီကောင်လေးကတော့ ultimate ပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲနောက်တစ်ကောင်တော့လိုက်ကြရအောင်ကဲနောက်တစ်ကောင်ကတော့ဒါလေးပဲဖြစ်ပါတယ်ဒီကောင်ကတော့ brother တို့အနေနဲ့အလွယ်ဆုံးပေါ့နော် brother တို့ကြည့်တတ်လို့ရှိရင်ဒီကောင်ကရပါတယ်ဒါလေးက skill 2 okay ပြီးတော့လို့ရှိရင်တော့ ultimate ကိုကျွန်တော်ပြပြပါမယ်ultimate ကိုskill 2ကိုပဲကြာပြတယ်တည်ပြီးဒါရ skill 3ပါเนาะ okay skill 3ကိုလည်း brother ကို show လိုက် skill 3ကတော့ပုံမှန်တော့မပါဘူးဒီကောင်ကကိုယ်သုံးရတဲ့ပုံစံမျိုးပဲပေါ့เนาะ okay အကုန်လုံးပြန်ပြရင်တော့ဒီလိုမျိုးပုံစံလေးပေါ့เนาะဒီကောင်ကတော့နောက်တစ်ကောင်ပဲဖြစ်ပါတယ်ဒါကတော့နောက်ဆုံးတစ်ကောင်ပေါ့เนาะ9ကောင်မြောက်ပါ okay 9ကောင်မြောက်ကြည့်လိုက်ပါ brother တို့အနေနဲ့ show လိုက်ဒီကောင်လေးဆိုလို့ရှိရင်လည်းပေါ့เนาะ brother တို့အနေနဲ့တိမယ်ပြီးတော့ထင်ပါတယ်ကြည့်တက်လို့ရှိရင်ဒီကောင်လေးရရပြန်ဒီလားbrother တို့ကျွန်တော်အဲ့လောက်ထိတော့ live ပြောစရာတော့မလိုဘူးလို့ထင်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့ထပ်သွားလိုက်ကြရအောင်ကဲအဲ့ဆိုဒီ hero ရဲ့ပွင့်ချက်လေးဘဒူရဲ့ပွင့်ချက်လေးဆိုတာပေါ့နော် brother တို့အနေနဲ့လည်းထပ်ပြီးတော့ခန့်မှန်းသွားလို့ရပါတယ်အကယ်၍ခန့်မှန်းလို့မှန်တဲ့လူတော့ brother တို့သိရဲ့အတိုင်းပဲပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်တော့ now hero ရဲ့ခန့်မှန်းမယ့်ဟာလေးကဒီဟာလေးပဲဖြစ်ပါတယ် brother တို့အနေနဲ့ဒါလေးကိုလည်းထပ်ပြီးတော့ခန့်မှန်းသွားကြပါဒီနောက်ပိုင်းကျွန်တော်ပုံပြတဲ့ဟာတွေကတော့တော်တော်လေးတော့ခက်တယ်ပေါ့နော်ကဲနောက်တစ်ပုံထပ်ပြီးတော့တောက်လိုက်ကြရအောင်နောက်တစ်ပုံရဲ့ဟာလေးကလည်းဒီပုံလေးပဲဖြစ်ပါတယ်ဒီပုံလေးကတော့ brother တို့အနေနဲ့ပေါ့နော်တခါမှတော့မြင်ဦးမှာမဟုတ်ဗျာကျွန်တော်လည်းတော်တော်လေးစဉ်းစားတတ်တယ်လို့ပြောအောင်ပါဘာလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ပေါ့ရှာရှာပေါ့နော်တိတိလေးရလိုက်ပြီးတော့ထည့်ထားတယ် okay အဲ့ဆိုလို့ရှိရင်နောက်တစ်ခုကိုထပ်သွားလိုက်ကြရအောင်နောက်တစ်ခုကတော့ဒါပေါ့နော်ဒီပုံလေးပဲဖြစ်ပါတယ်ဒီပုံလေးကိုလည်း brother တို့အနေနဲ့သိကြလားသိရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော် comment အောက်မှာလည်းရေးသွားခဲ့ပါအောင် brother တို့ကြီးကဲအဲ့ဒါဆိုလို့ရှိရင်တော့နောက်တစ်ပုံကိုထပ်ပြီးတော့သွားလိုက်ကြရအောင်နောက်တစ်ပုံမှာတွေ့ရတဲ့ဟာလေးကလည်းဒီပုံလေးပဲဖြစ်ပါတယ် brother တို့အနေနဲ့ဒီပုံလေးကိုတော့ကျွန်တော်အနေနဲ့မြင်ဘူးမယ်လို့တော့မထင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီပုံလေးကကျွန်တော်တော်တော်မှတ်ခက်ခဲရေးနဲ့ရှာထားတဲ့ပုံလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ပုံလေးအားလုံးကိုခံမှန်းသွားလို့ရှိရင်ကျွန်တော်ရဲ့ comment အောက်မှာပြတ်သွားခဲ့လို့ရပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ကြောင့်ချင်းစီတိုင်းကိုကျေးဇူးတူတင်ရှိပါတယ်